Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ JC Score ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခြေခံ9မွေးတဲ့ဟာပေါ့နော်ခုမှ9ဆမွေးမဲ့သူတွေအတွက်ကျွန်တော် episode လေးလုပ်ပေးနေ number 3ပေါ့ဒါ number 3ခုမြောက်episode လေးရောက်ပါပြီဒီတစ်ခေါက်ကတော့ကျွန်တော်ဂျားဖြတ်အနေနဲ့ဒီအပင်ကန်နဲ့အလှမွေးငါမွေးတဲ့ဟာရဲ့ link ချိန်နေတဲ့ဟာလေးပေါ့နော်မလုပ်ရမယ့်ဟာလေးတွေကိုကျွန်တော်နည်းနည်းလေးပြပြပါမယ်အဓိကတော့ဘာမလုပ်ရဘူးလဲဆိုတော့ကျွန်တော်တို့ဒီလိုအပင်ကန်လေးတွေကိုလူတွေအများကြီးစိတ်ဝင်စားကြတယ်ဟိုဝါသနာပိုင်းလူတွေအများကြီးရှိရပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းဝါသနာအရန်ပါလို့ဒီဟာကိုလုပ်နေတာဖြစ်ပါတယ်ပေါ့ဒါပေမဲ့တခုသတိထားရမှာကကျွန်တော်အလှမွေးငါမွေးတဲ့အခြေခံမရှိတဲ့သူတွေလွယ်လွယ်ပြောရရင်တစ်ခါမှငါမမွေးမဝင်းဘူးသေးတဲ့လူတွေကဒီအပင်ကန်လေးတွေကိုစပြီးမ try သင့်ပါဘူးလို့ကျွန်တော်မြင်ပါတယ်ကျွန်တော်အမြင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အလားမွေးငါမွေးတဲ့အခြေခံအချက်လက်တွေကိုအနည်းဆုံးတစ်လခွဲလောက်ဖြစ်ဖြစ်အတွေ့အကြုံရှိမှအပင်ကန်လေးတွေကိုစပြီးတော့ကြိုးစားသင့်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ပေါ့နော်လာဝယ်တဲ့သူတွေကိုလည်းကျွန်တော်ဒီတိုင်းပဲပြောပါတယ်လာဝယ်တဲ့လူတွေဆိုင်ဝင်လာမေးတဲ့လူတွေကိုလည်းပြောပါတယ်ငါးမွေးတဲ့အတွေ့အကြုံရှိပြီးသားလူကအများကြီးပို့လွယ်ပါလိမ့်မယ်ငါ့ကိုထိမ့်သိမ်းတဲ့ပုံစံကိုသိတယ်ငါ့ကိုအစာကျွေးတဲ့ပုံစံသိတယ်အထူးသဖြင့်ရေလှယ်တဲ့ပုံစံတွေကိုသိနေပြီကျွမ်းကျင်နေပြီဆိုတာဖြစ်တဲ့အတွက်အဲ့ဒီအဆင့်ကနေပြီးတော့အပင်ကန်ကိုပြောင်းမယ်ဆိုရင်ပို့ပြီးတော့ကျွန်တော်နဲ့ဝါသနာတူညီကိုပေါင်းသမားတွေအတွက်ပို့ပြီးလွယ်ပါလိမ့်မယ်လို့ကျွန်တော်ဘက်ကမြင်ပါတယ်ဒါကြောင့်ဒီဟာလေးကိုကျွန်တော်ဒီ episode 3မှာဒါလေးကိုပဲကျွန်တော်ဘိုးလုပ်ပြီးတော့ကျွန်တော်အကြံပြုပါမယ်ပေါ့နော်ကောင်းတာကတော့ငါးကိုအခြေခံကြတစ်လခွဲလောက်ဖြစ်မွေးတတ်အောင်အရင်ဆုံးမွေးလိုက်အောင်ပေါ့နော်ပြီးတော့မှအဲ့ရနေရလာမယ့်အတွေ့အကြုံတွေနဲ့ပေါင်းပြီးတော့ဒီအပင်ကန်ကိုလေးလာပြီးတော့လုပ်ကြပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ဝါသနာတူညီကိုမောင်နှမတွေအားလုံးလည်းတချို့တွေလည်းအရန်ကိုကျွမ်းကျင်ပြီးတော့လုပ်နိုင်ကိုင်းနိုင်နေကြပါပြီပေါ့နော်ကျွန်တော် customer တွေလည်းတော်တော်များတချို့တွေဆိုရင်ကောင်းကောင်းမလုပ်နိုင်ကိုင်းနိုင်နေကြပြီအောင်မြင်မှုမရသေးတဲ့လူတွေအတွက်လည်းအကျဉ်းမြင့်ကျွန်တော်ပြောရမယ်ဆိုရင်တော့မီးတွေကိုလှုပ်ပြီးမထွန်းပါနဲ့မီးတွေကိုဟိုစိတ်ကြိုက်တနေုံထွန်းလာတာတညာလုံးထွန်းလာတာတွေမလုပ်ပါနဲ့ပေါ့နော်ဘန္နာထွန်းတယ်ဆိုတာတော့ပုံတင်ကြီးတော့မရှိဘူးဘယ်ရမှာမှပုံတင်ကြီးမရှိဘူးဘယ်ပညာရမှာမှာပေါ့နော်ကျွန်တော်အိမ်မှာကျွန်တော်အဆင်ပြေတဲ့နည်းကညီကိုမောင်နှမတွေရဲ့အိမ်မှာလို့အဆင်ပြေကောင်းပြေချင်မှပြေမယ်ပေါ့နော်ဒါကဘယ်နယ်ပယ်မှာမဆိုဘယ်ဝါသနာဘယ်ပညာမှာမဆိုရှိပါတယ်ပေါ့အဲ့တော့ကျွန်တော်ကတော့ဆိုင်မှာအရန်ပူပြင်းတဲ့ရာသီဥတုဆိုတနေ့ကို4နိုင်လောက်ပဲထုံးပါတယ်ပုံမှန်တာမန်အချိန်ဆိုတော့6နိုင်9နိုင်ထိကျွန်တော်ထုံးပါတယ်ရီ temperature ကိုလည်းတက်နိုင်ကြအောင်လို့fan လေးဖွင့်ပေးတယ်ပေါ့နော်ဒါကတော့အဓိကလူတွေအဖြစ်အများဆုံးပြဿနာကတော့မီးကိုလွတ်ထုံးကြတာများပါတယ်ရီလေတာမလေတာကတော့ကျွန်တော်လုံးဆောင်နေတဲ့ဟာကိုပြောမယ်ဆိုတော့ကျွန်တော်ကတော့ rotate နဲ့ပေါ့နော်ကျွန်တော်9ရက်တစ်ခါလောက်တော့ဒီကန်လေးတွေကိုရီလေဖြစ်ပါတယ်ဒါလေတာမလေတာကလည်းတယောက်နဲ့တယောက်အတွေ့အကြုံတွေမတူဘူးဘူးသူတွေမတူဘူးကြိုက်သလိုကိုယ်နဲ့ကိုက်ညီနီးကိုလုံးကြပါပေါ့နော်โอเคကျွန်တော်အားကြောင့်ဒီ episode 3အခြေခံအလားမွေးငါခုမှစမွေးမဲ့သူတွေအတွက်ဆိုရဲ episode 3မှာကျွန်တော်ဂျားဖြတ်အနေနဲ့ပေါ့နော်အပင်ကန်ကိုစိတ်ဝင်စားတယ်ချစ်မြတ်နိုးရဆိုပေမဲ့ငါးမွေးတဲ့အခြေခံလေးမရှိသေးဘဲနဲ့တော့ချင်းချင်းမစသင့်ပါဘူးလို့ကျွန်တော်ရဲ့ထင်မြင်ချက်လေးကိုလာပြီးတော့အားလုံးကိုတင်ပြခြင်းဖြစ်ပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ JC Square ရနေပြီးတော့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်တတား